က်သမားတွေကကြက်ဖောက်တဲ့အခါမှာဆိုနော်ညှော်လင်းကြက်ကြီးနဲ့တော့ဖောက်ကြတာနော်အရွယ်ရောက်လို့ရှင်တန်လာတယ်ကြီးထွားလာတယ်နော်အကောင်လေးတွေပုတ်တဲ့အရွယ်ရောက်လာတယ်6 လသားလောက်ရောက်ပြီးဆိုလို့မှပုတ်ကြည့်လို့မှ9 ကောင်ပုတ်လို့မှ2 ကောင်သားတို့1 ကောင်သားတို့3 ကောင်သားတို့မှမပါဘူးဆိုရင်တော့ကိုဖောက်နီးဖောက်ဟန်လွယ်ချောနေတယ်နော်အဲ့ဒါဆိုရင်တော့ဒီဆရာတို့နော်လိုင်မုံမှာတက်နေတဲ့အပိုးတွေမှာတင့်တုံမဲ့ဘဟုတုဒ္ဒတွေခြာပြီးတော့ကြက်တွေကိုလူဖောက်တယ်ဆိုလို့ရှိရင်9 ကောင်3 ကောင်လောက်ထိပါတဲ့ကြက်တွေထွက်လာလိမ့်မယ်နော်ကိုယ့်ရဲ့ဖောက်ထားတဲ့ကြက်တွေအရွယ်ရောက်ခါမှပုတ်ပြီးဈေးချင်းနဲ့ထက်သွေးချင်းနဲ့ထက်ဒီလိုဖြစ်ပြမျိုးမတွေ့ရအောင်နော်စဖောက်တဲ့ရနော်ဒီရှာနီးစနစ်ကြနဲ့ကြက်မျိုးပိစကောင်းကိုဖောက်မယ်ဆိုလို့ချင်းဒါမင်းအောင်မြင်တဲ့ကြက်သမားတယောက်ဖြစ်လိမ့်မယ်ဟုတ်လားအဲ့တော့ကြက်သမားတွေတစ်တော့တောက်လျှောက်ဘန်းနေတယ်ဆိုအဲ့တော့မလို့ကြက်တွေကိုင်ပြီးတော့ကြက်အကြောင်းတွေကိုပြောတယ်ဟိုလောက်ဒီလောက်ကြက်တဝင်းတွေလောက်ကြတယ်အဲ့ဒီမှာ community guideline မိတကယ်လို့ community guideline မိတဲ့ခါကျတော့ fast one နိုင်လို့ဘာလို့ဖြစ်တတ်အဲ့လူ fast one နိုင်လို့ဘာဖြစ်အဲ့ community guideline မိထားတဲ့အပုတ်ကိုတော့မဖြတ်ပြင်းနဲ့ဖြတ်ပြင်းရင် strike run တွေကိုသွားမိတဲ့အချိန်မှာအဲ့ဒါပို့ဆိုးသွားတယ်အဲ့ဒါလုံးဝ strike one နေမြဖြစ်တာအဲ့တော့ဒီ strike one တွေကိုငါလိုက်ပြီးတော့တစ်တော့ဆက်ပါမှလည်းရှာကြည့်ရမတွေ့ဘူးလုံးလို့လည်းမရဘူးသူရှင်းပြနိုင်လူလည်းမရှိဘူးဒီဥစ္စာကိုပြက်လို့ဘာဖြစ်လို့ဖြစ်သွားတာအောင်ဆိုတော့ခုန fast one နေမိထားတဲ့အချိန်မှာအဲ့ဒီမိထားတဲ့ဟို community guideline မိထားတဲ့ဟာကိုသွားဖြတ်ပြတယ်အမှန်အဲ့ဥစ္စာကိုဆက်ပါမှရှာပြီးအယူခံဝင်လာရင်2 နာရီ3 နာရီဒါမှမဟုတ်ညနေအဲ့လိုကြာလို့ရှင်ပြန်ပြီးရသွားတယ်အဲ့တော့အဲ့ဒါကိုသွားပြီးဖြတ်ပလိုက်တော့မှ strike one နေသွားမိတာ delete ပေါ်ပြီးတော့အဲ့အခုတည်းကငါလည်းမလောက်တတ်ဘူးရှင်းလို့မရဘူးအဲ့တော့မင်းတို့တစ်တော့တပုတ်တင်မယ်တင်ပြီးရတဲ့တပြန်နဲ့3 မိနစ်လောက်ဘေးတစ်တော့တွေကိုလိုက်ကြည့်မယ်ကြည့်ပြီးရတဲ့တပြန်နဲ့ကိုတင်ထားတဲ့ပို့ကိုယ့်ရဲ့ profile မှာနော်ကိုယ့်ရဲ့ profile ကိုလှန်လိုက်ပြီးရတဲ့တစ်တော့ studio တိုးလိုက်တစ်တော့ studio တိုးပြီးရတဲ့တပြန်နဲ့အောက်မှာ account လှန်လိုက် account second လို့ပေါ်လာတယ်အဲ့ကောက်ဆက်ကလေးကိုနှိပ်လိုက်လို့အမှန်ကျစ်လေးတွေကြီးတွားနေတယ်ကိုတင်လိုက်တဲ့ပို့အမှန်ကျစ်သွားတယ်ဆိုရင်ရတယ်မင်းမပန်းဘူးအဲ့ဒီမှာအမှန်ကျစ်မဟုတ်ပဲနဲ့အနီဆက်ပေါ်နေဆိုရင်ဒီကောင်ဆက်ရှင်ဖြတ်ပေးလိုက်ဒါဆိုရင်တစ်တော့နော်ဗန်းနဲ့အရာကိုလွတ်သွားလိမ့်မယ်ဟဲ့လားအခုလိုမိုးရင်းအချိန်မှာနော်ကြက်ကြီးတွေမရှိတဲ့အချိန်မှာကြက်ပေါက်တွေပဲမဖြစ်မနေကြီးထွက်ဆန်းကြတော့ကောင်လေးတယောက်မေးဥတော့ကျွန်တော်ကြက်15 မိနစ်တစ်ချိန်နိုင်ဝက်လောက်တစ်ချိန်2 ကြိမ်ပုတ်တာတော့ကြက်တော်ကောင်းတယ်အဲ့တော့ဒီကြက်ကိုတာအောက်ဝိုင်းလေးမှာကြီးနော်နည်းနည်းလေးထွက်ဆန်းရမလားနော်ရတော့ရတာပေါ့ကွာဒါပဲနဲ့မင်းကြက်မလုံခြုံဘူးဘာဖြစ်လို့ဆိုတော့ငါတို့ကောင်းနေကြတော့အဲ့လိုမဟုတ်ဘူး9 လကျော်10 လမှာအမွေးတောင်စုံလာတဲ့တပြန်လေးကိုကြက်တီလက်သားမီရပိုင်သေးနိုင်တွေထည့်ပြီးနော်ကြက်ကို4 5 6 ခါလောက်ပိုင်တီထည့်ပြီးမှ6 တွားနေမှ15 မိနစ်လောက်ချိန်ပုတ်တယ်မိနစ်20 စိတ်လောက်ပုတ်တယ်ပုတ်ပြီးလို့ရှိရင်ချီကျော်လေး4 5 မိနစ်လောက်ဆန့်ပြီးတော့ဝိုင်းထဲကိုထွက်တိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ကြက်တွေကလူကပြင်ထားကင်ထားလက်သားတွေထည့်ထားလေပင်းတွေထည့်ထားတာတကယ်တမ်းကျတော့ခန့်6မှာတောက်နေအဲ့တော့ဒီကြက်တွေတကယ်လို့ကြက်ဝိုင်းတွေကိုဒီကြက်ပေါက်တွေသွားတိုက်မယ်ဆိုရင်ရမလားဆိုရင်ခုနကမင်းလက်သားမလုံခြုံခဲ့ရင်တော့မတင်တော့ဘူးလက်သားလုံခြုံခဲ့တယ်နော်ကြွေးသားမူရပြင်အားကင်အားကောင်းနေဆိုလို့ရှိရင်တစ်ဖက်ကြက်ရဲ့ကြက်သက်မင်းသိရအဲ့ဒါနံပါတ်1အရေးကြီးဆုံးပဲတစ်ဖက်ကြက်ရဲ့ကြက်သက်ကိုမှမင်းမသိရင်မင်းတိုက်လို့မရဘူးဘာဖြစ်လို့မချုံးပါပဲနှုတ်ပြီးတော့အလုတ်ကုန်နဲ့ချုံးပါပဲဘာဖြစ်လို့မင်းကြက်သက်မသိလို့အဲ့တော့မင်းကြက်သက်သိအောင်အရင်ကြိုးစားကြက်သက်သိလို့ရှိရင်တစ်ဖက်ကြက်ကကြိုက်တဲ့လောက်မားနေပြီနော်မင်းခုတ်အားကောင်းထားတယ်မင်းကြက်ကောင်းထားတယ်လို့မင်းကတုံးတက်ထားတယ်ရေလှဲ့ကျူးမွေးပြင်ဆင်ထားတယ်ဒါဆိုရင်ဒီကြက်ကိုမင်းခံတိုက်လို့ရတယ်နော်အဲ့တစ်ဖက်ကြက်သက်ကိုသိရင်တော့ဟိုရေးကြီးတယ်လို့ဟုတ်လားနော်ဒီကနေ့တော့ကြက်သမားတွေကိုဥတောင်တရားလေးနည်းနည်းဟောမယ်ကြက်နဲ့ပတ်သက်ပြီးတော့ကဲနားထောင်ကြအဲ့တော့ဥတောင်ညာတဲ့လိုင်းပေါ်မှာတက်ရွယ်လဲကြီးနေပြီတစ်တော်ကြီးကာနဲ့အပျော်တွေရောရည်စရာတွေရောဟာတာတွေရောစောနေတာသူ့ကြည့်ရတာစိတ်ချမ်းသာတယ်တချို့ကြောက်လဲသူ့ကြည့်ရတာနော်မျက်စိနောက်တယ်အာယုံနောက်တယ်ပေါ့ကဲမင်းတို့တရားလေးနည်းနည်းဟောမယ်အဲ့တော့ကြက်သမားတွေဟာမင်းတို့ကောင်းနေရမတိပဲနဲ့တိလူခြုပြီးလင်းနေလို့မင်းတို့ကြက်သမားတွေအများစုရဲ့ငါရဲ့အတူတူတနေ့ကိုမင်းတို့ကိုတေဖို့နီးတယ်ဆိုတာကိုတနေ့ကိုအကြိမ်ပေါင်းများစွာဆူတောင်းနေတယ်အဲ့ဒီဆူတောင်းနေတဲ့အထဲမှာ9 ရက်တစ်ကြိမ်ဆူတောင်းတယ်ပထမဦးဆုံး9 ရက်တစ်ကြိမ်ဆူတောင်းတယ်နောက်တစ်ခါတလနေဆူတောင်းတယ်
နောက်တစ်ခါတစ်နှစ်နေဆူတောင်းတယ်အဲ့ဒီသုံးမျိုးကိုနေ့တိုင်းဆူတောင်းနေတာမင်းတို့ကောင်တွေကြက်သမားတွေရောငါရောနေ့တိုင်းဆူတောင်းနေတယ်မင်းတို့ဒါကိုလက်ခံပေးလို့ရလားမင်းတို့ရောတကယ်ဆူတောင်းနေလားတကယ်ဆူမတောင်းဘူးလားအဲ့တော့မင်းတို့ကောင်9ရက်ဆူတောင်းတယ်9ရက်မှာတနေ့ကိုနော်တနေ့လာအင်္ဂါပုဒ်ကြပြီးတောက်ကြစနေတွင်းဦးဒီရက်တွေထဲမှာစနေတွင်းဦးရက်လေးကြက်ဝိုင်းကောင်းတယ်အဲ့တော့ကြက်သမားတွေမြန်မြန်ဆူတောင်းတာဒီရက်မှာပတ်စံရှာလို့ရတာ9ရက်မြန်မြန်ပြည့်ပါစေစနေတွင်းဦးရောက်ပါစေအဲ့တော့ဘလောက်9ရက်ထပ်မတူဘူးလားအဲ့တော့9ရက်တည်ဖို့ရောက်လာပြီနော်အဲ့တော့နောက်ထပ်တစ်လကိုကြက်တကောင်တိုက်ပြီးတယ်ကောင်းဟားနိုင်ထားတယ်နောက်တစ်ခါဒီကြက်တစ်လမြန်မြန်ပြည့်ပါစေတစ်လမြန်မြန်ပြည့်ပါစေနဲ့နေ့တိုင်းဆုမတောင်းဘူးလားဒါဆိုရင်တည်ဖို့တစ်လနီးလာပါပြီနော်ကိုကအဖရောအမရောတေချာကောင်းတာတွေရှယ်ကြီးရွေးဖောက်ထားတယ်ဒီကြက်တွေရှင်အောင်ကြီးအောင်တစ်နှစ်မြန်မြန်ပြည့်ပါစေဒီတစ်နှစ်ပြည့်လို့ဒီကြက်တွေအချိန်ရတာတွေပဲလာမနစ်တော့ငါဟေ့กว่าဆိုပြီးဝိုင်းထဲမှာတိုက်ဖို့အောင်တစ်နှစ်မြန်မြန်ပြည့်ပါစေဆိုပြီးတော့ဆုတောင်းတယ်အဲ့တော့ဘယ်နှမျိုးဆုတောင်းလဲဒီ3မျိုး9ရက်တစ်ကြိမ်ဆုတောင်းတယ်တစ်လတစ်ကြိမ်ဆုတောင်းတယ်တစ်နှစ်တစ်ကြိမ်မြန်မြန်ပြည့်ပါစေဆုတောင်းတယ်အဲ့တော့ဘာတွေတွက်ဆုတောင်းလဲအမှန်သိဖို့တွက်ဆုတောင်းနေတာအဲ့တော့မင်းတို့ရောဆုတောင်းလားမင်းတို့ရောဆုမတောင်းဘူးလားဟမ်သိဖို့ဆုတောင်းနေတာအဲ့တော့မင်းတို့လိုက်ဆိုကြမသိခင်မှာအပျော်ရှာပျော်တာအပြက်မဖြစ်နဲ့ကြက်တရင်နဲ့စီးပွားရှာလိန်နာမလုံးမီနဲ့လိန်နဲ့သူရဲ့အလုတ်ဟာတည်ရင်ငရဲတို့သာအဲ့ဒီတော့အသက်ရှင်နေတဲ့အချိန်ကြီးမှာအလိန်ညာတွေမလုံးမိစေနဲ့နော်အဲ့တော့တနေ့ကြတော့လူပြတေးကုန်ကြတာပဲအဲ့တော့မသေးခင်မှာဥသောတော့အတန်နိုင်ဆုံးပြောအောင်နေတယ်နော်ဒီတရားလေးနားထောင်ပြီးတန်ဝေရကြပါစေရနိုင်ကြပါစေဥသောနော်ဆုမကောင်းပြပို့တာလိုက်တယ်ဟဲ့လား